အဲ့ဒီနေ့ကမောင်ရောကျမပါကန်ဆိုးခဲ့ကြတယ်လေလမ်းထွက်ရင်ထီမဆောင်တတဲ့ကျမအဲ့ဒီနေ့ကအပြင်မှာမိုးဖွဲဖွဲလေးကြားနေတယ်မိုးခုဖို့လိုအပ်လာပြီလို့ထင်တဲ့အတွက်အန်နဝါအေးဆိုင်တွေကိုကျမဝင်လိုက်ပါတယ်အေးတောက်ချင်လို့မဟုတ်ပဲမိုးအရမ်းရွာနေလို့ကျမဝင်ခဲ့တာပါမြင်ကွင်းလေးတစ်ခုပေါ့နော်ရိပ်မိတိရှိပြီးတဲ့အဖြစ်အပျက်ဆိုပေမဲ့တကယ်တမ်းရင်ဆိုင်လိုက်ရတဲ့အခါမှာကျမရဲ့အားအင်တွေဟာတဖြည်းဖြည်းဆုပ်ယုပ်ခဲ့ရတယ်အရင်တွေ့ခဲ့ရတဲ့သူဟာကျမဖြစ်တဲ့အတွက်ကြောင့်ရုတ်တရက်ဖြစ်လာတဲ့အံ့အားသင့်မှုကိုကျမထိမ့်သိမ့်ဖို့အတွက်အချိန်နှဲငယ်ရခဲ့ပါတယ်။တင်ငိမ်သာပြုပြီးလို့ထင်တဲ့အချိန်ရောက်မှမောင်ကကျမကိုမြင်သွားခဲ့တယ်လေ။ထိခိုက်ခြောက်ခြားနေတဲ့မောင်မျက်နှာကိုကျမဒီတစ်ခါပဲမြင်ဘူးခဲ့တာပါ။တုံလှုပ်ခြောက်ခြားသွားတဲ့မောင်ကကျမကို4-5စက္ကန့်လောက်မေးကြည့်နေတယ်လေ။ဟန်ဆောင်မြန်လုံးနဲ့ကျမကပဲပြုံး၍လက်မြောက်ပြပြီးနေပါဆိုတဲ့ပုံစံနဲ့ဇပွဲကလေးတစ်လုံးမှာတယောက်တည်းတွတ်ထိုင်ခဲ့ပါတယ်။ကျမရွေးတဲ့ထိုင်ကုန်လေးကမောင်နဲ့ကျမမျက်နှာချင်းဆိုင်တဲ့ထိုင်ကုန်လေးပေါ့နော်။မောင်မိန်ကလေးကတော့ကျမကိုကြောပြီးထားတာပေါ့လေ။ကျမနှလုံးသားကိုအတင်းဆွဲထုတ်သွားတဲ့ပြိုင်ဘက်မိန်ကလေးတူးလို့မတတ်မှတ်နိုင်တော့အောင်မိန်ကလေးကတော်တော်လေးကိုချစ်စရာကောင်းနေတာပါ။အတွေးတွေထဲမှာမျောနေတဲ့ကျမဇပွဲလူလေးကဘာတောက်မလဲဆိုပြီးမေးမှကျမသတိပြန်ဝင်လာခဲ့ပါတယ်။တမယာရီတစ်ခွက်မှရင်တဆက်တုံနေတဲ့ကျမရဲ့ဒူးကောင်းတွေကိုလည်းထင်းရင်ပေါ့နော်။အနေရခတ်မှုရှက်ရွံ့ထိတ်လန့်မှုတွေပျောက်သွားတဲ့မောင်ကကျမကိုလှမ်းကြည့်နေတယ်လေ။မောင်နဲ့မျက်လုံးချင်းစုံတဲ့အချိန်မှာကျမမောင်ကိုဒုတိယအချိန်ပြုံးပြခဲ့မိတယ်။မောင်ကချက်ချင်းပြန်ပြုံးတဲ့အခါမှာမောင်မိန်ကလေးကကျမကိုလှည့်ကြည့်တယ်လေ။ပြုံးပြီးကျမကိုကြည့်နေတဲ့အဲ့ဒီမိန်ကလေးကိုတော်တော်လေးကိုလှတာပါလို့ကျမစိတ်ထဲကနေမှတ်ချက်ပေးခဲ့မိပါတယ်။ရှင်ထဲမှာလေမခံမရက်နိုင်အောင်နာကျင်လွန်းလှတယ်။ဒေါသကြောင့်ဖြစ်လာတဲ့နာကျင်မှုမျိုးမဟုတ်ပါဘူးပေါ့နော်။နူးညံ့တဲ့ဝမ်းနည်းခြင်းကြောင့်ဖြစ်လာတဲ့နာကျင်မှုတွေပါ။လာချပြီးတဲ့တံမြာတွေကိုအနှဲငယ်တောက်ရင်ကျမမေးခွန်းလေးတစ်ခုမေးမိတယ်။ကဲစုထွေးနင်ဘာလုပ်မလဲ။မိုးမဆိုတဲ့အရေးအောက်မှာပဲခံစားချက်တွေကိုထိန်ချုပ်မလား။မိုးရထဲမှာပဲနာကျင်လွန်းလာတဲ့နှလုံးသားကိုကုစားမလားဆိုပြီးတော့လေအပြင်မှာပဲစိတ်ဆင်းရဲဖို့ကျမဆုံးဖြတ်ခဲ့ပါတယ်သို့တော့ကျမမောင်ကိုနှုတ်ဆက်ချင်သေးတယ်လေမောင်တို့စားပွဲအတွက်ပါကြတဲ့ငွေကိုရှင်းပြီးတဲ့အချိန်မှာကျမလေအနှဲငယ်မယူရဲ့ဆန်စွာမောင်တို့ရှိရာကိုရှောက်လာခဲ့ပါတယ်အတနာခံနေတဲ့မောင်မျက်နှာကိုကျမကြည့်စမ်းနင်ကြောင်းလစ်ပြီးဒီမှာလာညိတ်နေတာကိုအခန်းထဲတော့ငါရောက်ခဲ့သေးတယ်ဒေါ်မမစိန်လက်ချယူတယ်လေနင်သိတယ်မလားခံစားချက်တွေကိုထိမ့်ချုပ်ထားတဲ့မောင်ကကျမကိုပြုံးပြီးခေါင်းညှိရှာပါတယ်အနောက်ရှက်မဖြစ်ဘူးဆိုရင်ထိုင်မယ်နော်ကျမကပြောတော့နှစ်ယောက်စလုံးကထိုင်ပါဆိုတာနဲ့ကျမဝင်ထိုင်ခဲ့တယ်လေမောင်ရောမိန်းကလေးပါအနေရခန့်ဟန်ရှိနေတယ်လေနန်းနဲ့မိတ်ဆက်ပေးရအောင်မယ်လို့မောင်ကပြောတဲ့အချိန်မှာနန်းကိုသာမိတ်ဆက်ပေးဖို့လို့ပါမမနာမည်ကစုထွေးမမတို့ကဒုတိယနှစ်ထဲကတိတ်ခင်တဲ့အတန်းပေါ်တွေလေနန်းအကြောင်းတွေသူပြောလို့နန်းကိုမမြင်ဘူးခင်ကလေးကသိနေတာကျမဆိုခဲ့ပါတယ်မောင်ကိုလက်ကင်ပေါ်ကဖွက်ဖွက်လေးနဲ့ရိုက်နေတဲ့အဲ့ဒီမင်းကလေးကိုကျမနာကျင်စွာကြည့်ရင်ဟဲ့ပတ်ကျမရီခဲ့မိပါတယ်ဒါနဲ့ငါညမက chemistry ကနော်ဘာနဲ့လဲညမလေးအခု final ပါမမရဲ့ကျောင်းပိတ်တယ်ပေါ့ဟုတ်ကဲ့ရောက်တုံးဖြည်းဖြည်းပေါ့ကွယ်ငါညမလေးကိုညစာကြွေးခြင်းနဲ့သိလားကျေးဇူးပါမမရဲ့ဒါပေမဲ့နန်းကမနှက်ပြန်မှာပါအော်ဟုတ်လားဒါဆိုမမကပဲညီမလေးတို့နှစ်ယောက်အတွက်ရှင်းပေးခဲ့မယ်နော်ပြောရင်ပြေစာစာရွက်ကလေးကိုမောင်အနာကျမချပေးခဲ့ပါတယ်အနှဲငယ်တုံလုံးနေတဲ့မောင်ကခေါင်းခါရင်ပေါ့နော်ပြန်တော့မယ်လို့ပြောတော့မောင်ကကျမကိုတားပါတယ်မောင်နဲ့မိန်းကလေးကိုနှုတ်ဆက်ရင်ကျမမိုးရီတွေကိုတယောက်တည်းထွက်ခဲ့ပါတယ်မိုးတွေတဲကြီးမဲကြီးရွာနေတဲ့ကြားကပဲကျမတုံလှုပ်စွာနာကျင်ထိခိုက်စွာကျမကားမှတ်တိုင်ထိလမ်းလျှောက်လာခဲ့ပါတယ်မောင်ရင်ဝင်နဲ့တိုးဝင်ပြီးအာပတရငိုပြစ်ချင်တဲ့ခံစားချက်တွေကြောင့်ကျမရဲ့မျက်ရည်တွေကလိမ်စင်းကျလာပါတယ်ဘာအတွက်ကြောင့်များအမှတ်ငါစီပြီးမောင်အိမ်ကိုတွားခဲ့ရတာလဲဆိုတာကျမမသိဘူးပေါ့နော်ဂရင်ဘော်ကိုဆိုရွှဲနေတဲ့ခန္ဓာနဲ့ပဲကျမပြစ်လဲခဲ့လိုက်တယ်ဂီတာကိုဆွဲပက်လက်အိတ်ရင်ရောက်တက်ရတချင်းတစ်ပုတ်ကိုကျမတင်းနေမိတယ်လေ
မေးကနေအိပ်ပျော်သွားတဲ့ကျမကင်းတဲ့စီက6နာရီတန်ချောင်းခောက်မှကျမနိုးခဲ့တယ်မောင်ကတော့ကျမအပေါ်မှာအုံမိုးရင်ချစ်ရဲ့လို့သာပြောရင်ကျမကိုကြည့်နေတာပေါ့နော်ချစ်မဟုတ်ဘူးနားမှာကွယ်လို့ကျမခနဲ့ခဲ့ပါတယ်အဲ့ဒီနေ့ညမောင်ကိုပြောခဲ့တဲ့တခွန်းနဲ့တော့ခနဲ့စကားပေါ့နော်မောင်ရှင်းပြနေတဲ့စကားလုံးတွေကိုနားမထောင်ပဲကျမဟဟပပတာရည်နေခဲ့မိပါတယ်ထိုနေ့ညသည်ကျမနဲ့မောင်ရဲ့နောက်ဆုံးညဖြစ်ခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဂျူးရဲ့အမှတ်တရဝတ္ထုကနေကောင်းရနုံတို့ကိုဆွတ်ထုတ်ရင်လေဒါနဲ့အစီအစဉ်တင်ဆက်သူကကျွန်မမမဝေပေါ့နော်ကျေးဇူးတင်ပါတယ်